ကယ်ဖယ်နေရရောက်လို့ရောက်မှာမသိရတခါမှလည်းမရောက်ဘူးပကံရောက်လာတဲ့9ချိန်ဒီမှာဒီနေတခါမှမရောက်ဘူးလိုက်သွားကြုံမှာတခုဆိုရင်တော့မောင်းပြေးမယ်အခုဘယ်သွားမလဲဆိုတော့ငှက်ပြတောင်သွားမယ်တမာလန်းကိုသွားလို့ရလားမသိဘူးသွားလို့ရရင်သွားပါမယ်ဖြည်းဖြည်းဆိုရင်တော့ဟာပြလိုက်သွားမယ်ပြလိုက်မသွားခင်4နိုင်လောက်မှဟိုနေရာရိုက်လို့ကောင်းမှန်းတယ်ကျွန်တော်ဒီစက်ကူပန်နေများရှိတဲ့နေရာအဲ့နေရာတော့ပါမယ်လိုက်ကြည့်ကြပါဦးဗျအခုကျွန်တော်သွားနေတဲ့နေရာကတော့ဒီတမာပင်ရှိတဲ့ကျွန်တော်လမ်းပေါ့ဗျာတမာလမ်းပေါ့ဗျာအဲ့ကိုသွားနေတာပါသူကတော့ကျွန်တော်ကောက်ကွင်းထဲမှာရှိတာဗျကျွန်တော်ဟိုတယ်ကိုမေးကြည့်တဲ့အခါမှာတေတော့မတေကြဘူးတဲ့ဝင်လို့ရလားမရလားဆိုတော့တစ်ချက်မေးကြည့်ပါဆိုတော့သွားမေးကြည့်လိုက်ပါအောင်မယ်စောင့်ကြည့်ပေးပါအောင်ဟိုးဒီတော့သွားလို့မရဘူးဆိုပေမဲ့လည်းပဲဒီနားလေးကနေပြီးတော့ဗီဒီယိုလေးရိုက်လိုက်ရဆိုတော့လေးရှင်းပြပါတယ်ဆိုတော့ပြန်လိုက်ပါမယ်ပြောခဲ့တဲ့အတိုင်းပဲဝင်လို့တော့မရဘူးဒါပေမဲ့လည်းပဲဦးလေးခဏလေးပါပဲဗီဒီယိုလေးရိုက်ချင်လို့ပါဆိုတော့သူကဒီထိတ်လေးကနေပေးရိုက်တယ်ဟုတ်တယ်လေကျွန်တော်ကလည်းကောက်ရိုက်မှာမဟုတ်တော့ဘယ်ပေးဝင်ပါမလဲဆိုတော့ဒီလိုမျိုးလေးပေးဝင်လာတဲ့နေကျေးဇူးတင်ရမှာပေါ့ဗီဒီယိုလေးတွေရလိုက်တယ်တော်လေးစိတ်ချမ်းသာပါတယ်ပကံလာတာတကယ်စိတ်ချမ်းသာဆုံးပဲနေပူတယ်ကိစ္စမရှိဘူးတခုသွားမှာကငှက်ပစ်တောင်သွားပါမယ်ဒီကနေပြီးတော့တက်သွားမှာပေါ့ဒီနေရာတွေ့ကျွန်တော်ဒီတက်လာလိုက်ပါအရှိပါငှက်ပစ်တောင်လည်းရှိတယ်ဆိုပြီးတော့ကိုကမ်ဘတ်မှာပြောပြထားတယ်သွားကြည့်ပါမယ်ဒါတော့ငှက်ပစ်တောင်သွားတဲ့လမ်းဖြစ်ပါတယ်ငှက်ပစ်တောင်လမ်းတက်တာသွားသွားတဲ့ခါကျရင်ဟိုးကေတုံရောက်ပြီဆိုရင်အမငှက်ပစ်တောင်ဖျားကိုရောက်ပါမယ်ငှက်ပစ်တောင်ဖျားမှာကြီးများတဲ့ငှက်ကြီးတစ်ကောင်ရှိပါတယ်ပြပါမယ်မလေးစလိုးတောင်မမြင်ဘူးစလိုးတောင်မမြင်ဘူးရောက်ပါပြီငှက်ပစ်တောင်ပြပါမယ်ကျွန်တော်လိုမျိုးပဲကြီးများတဲ့ငှက်တစ်ကောင်ရှိပါတယ်ပြပါငှက်ပစ်တောင်ဖျားတော့ရောက်ပြီအရင်ဆုံးဖျားတော့ရှင်ခိုးပါမယ်ပြီးတော့မှကြီးများတဲ့ငှက်ကြီးစီကိုတောပါမယ်ဒီမှာတော့ဖျားကြီးရှိတဲ့နေရာပေါ့ဘုရားပူရွာကြီးဆိုတော့လေးကားစားတတ်ပါမယ်ဒီကနေစားတတ်လို့ဆိုပုံမှာဘုရားရှိသေးတယ်အဲ့ဘုရားကိုတက်မယ်ပြီးတဲ့ခါကျဒီငှက်ပြစ်တောင်မှာကာငါတို့ပင်းတရားကိုပေါက်တဲ့လိုင်ကူတစ်ခုရှိတယ်ဒီငါစီမှာရှိတယ်အဲ့ဒါကျွန်တော်တင်ပေးမယ်ကျွန်တော်ဗီဒီယိုရိုက်ထားသေးပင်းတရားလိုင်ကူရောက်တော့လေဆိုတော့စောင့်ကြည့်လိုက်ပါဦးဟုတ်ပြန်စင်ပါမယ်ဟေးခုပေါဝါစီရင်ရောက်ပါခုပေါဝါစီရင်ရောက်တဲ့ခါကျရင်ဟိုးတယ်ဒီတော့ဝင်မပြတော့တယောက်တည်းဆိုတော့မပြချင်တော့ခုတွေကတော့ဒီဘက်မှာကြီးပဲဒီဘက်မှာလည်းရှိရယ်ဒီမှာလည်းခု3ခုဒီကနေသွားတဲ့ခါကျဟိုးအပေါ်ပြန်ရောက်တယ်အဲ့ပေါ်ရောက်ပြီးဆိုရင်အောက်ပြန်ဆေးရှင်နေဆိုရင်ဒီဘက်ကလည်းဆင်းလို့ရတယ်သွားပြီးတော့မပြပြရပေါ့ဟုတ်ခုတော့ငှက်ကြီးစီသွားမယ်ငှက်ကြီးစီသွားတဲ့ခါကျရင်တော့ဒီပေါက်ထဲဝင်ရမှာနီးလေးပါဘယ်လောက်မဝေးဘူးဒီထဲရောက်တော့အေးရွာပဲငါရင်နဲ့လွတ်ပါတယ်ဟာဘာလို့ကောင်းဟေးရောက်ပြီလားရောက်သေးဘူးနောက်တစ်ခု3ပေါက်ရှိတယ်ဆက်သွားရအောင်မယ် let's go ဟောဒီကပြန်ဆင်းအောင်ပဲโอ้ย
Oh fuck ဒီတစ်ခါတော့စောက်ပြီပေါ့လာမပေါ့ fuck အယားနားလိုက်တာဦးဤဝါပဲအယားယာယာကတော့မှဆိုမှဖျားတာတော့ဖျားတယ်ပြတော့ဖျားတခါပင်တရားကပုံစံမျိုးဟေးမြက်ကမဲ့ပိုင်းလည်းမစားဘူးမဲ့မပိုင်းလည်းမစားဘူးဟောမဲ့ပိုင်းမစားဘူးဝိုင်းလည်းမစားဘူးပိန်လည်းမစားဘူးဒါပေမဲ့တော့ဒီလောက်ကြီးများတာတော့မှတော့စားရသေးတယ်ဟာဆိုကြီးလည်းမများပဲနဲ့ကောင်းမသေးတော့မရအောင်စိတ်ညစ်တာဟေး my treasure ကအကိုချင်းထဲတဲ့နေရာပြမယ်ချင်းထဲတဲ့နေရာဟိုမှာငါပြေတော့ချင်းထဲတဲ့နေရာဟုတ်တယ်နဲ့တွေ့ဘလို့ချင်းထဲလဲဆိုတော့ဒီထဲကိုဖုံးပြီးနဲ့ထိုးကြည့်လိုက်ပါတဲ့အနဲရောင်ရယ်အမဲရောင်ရယ် black ရောင်ရယ်ဆိုပြီးတွေ့ပါလိမ့်မယ်ဟာကဲကြည့်ကြည့်မယ်ဘာတွေ့ရဘာမှမတွေ့ရဆိုတော့ပြန်ပါမယ်နောက်တစ်တနေရာဘယ်သွားရင်ကောင်းမလဲစဉ်းစားနေခုဒီကောင်းလည်းမပေါ်သေးဘူးဟိုစက်ကူပန်းနေရှိနေရလဲဒီချိန်ကနေပူတော့လှမယ်ထင်တာပဲ let's go စက်ကူပန်းနေရှိနေသွားမယ်ကွာအခုကျွန်တော်ဆက်သွားမှာကတော့ဟိုဟာဒီစက်ကူပန်းနေအများကြီးရှိတဲ့နေရာကိုကျွန်တော်ဆက်သွားမှာပဲဖြစ်ပါတယ်ဒီကတော့ဘယ်ရောက်လဲမသိလိုက်သွားမှာပေါ့စက်ကူပန်းနေရှိတဲ့နေရာကိုသွားမှာပဲဖြစ်ပါတယ်စက်ကူပန်းနေရှိတဲ့နေရာကတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီပကံရဲ့ကျွန်တော်အောင်လမ်းမှာရှိပါတယ်ပကံအောင်လမ်းမှာရှိပါတယ်ရွှေမြန်မာထမင်းဆိုင်နှစ်ဘေးနားလမ်းထဲကဝင်သွားမှာနဲ့တူတယ်ကျွန်တော်တို့တေချာမသိသေးအဲ့ရမှာကိုခဲမှန်ကြည့်ပြီးတော့တစ်ချက်သွားကြည့်ပါမယ်လိုက်ခဲ့ပေးပါဦးဗျအစကရွှေသီးကုံကနေပြီးတော့အစင်းချသွားဖို့ပဲဒါမဲ့လည်းစိတ်ပြောင်းသွားတယ်အစင်းချတော့တက်ဆက်သွားမယ်အာနန္ဒဖရားရောက်မှပဲအောက်ဘက်ကိုပြန်ဆင်းပါပဲအဲ့ရောက်တော့ဆင်းကိုဆင်းမှရတော့မယ်ဘာလို့ဆိုတော့အဲ့ကနေပဲသွားလို့ရတော့တာဟိုးရှေ့ကိုဆက်သွားမယ်ဆိုရင်အဝေးဖြစ်သွားလိမ့်မယ်အဲ့လိုဆိုတော့ရှေ့ကိုကြည့်လိုက်ပါဦးလေလေးတိုက်တီးရလေးတွေကျွေးအိုးပူလိုက်တဲ့နေအဲ့အချိန်မှာထလွမ်းနေဗျာလမ်းဝင်ချင်းမာတယ်စကူပန်းနေအများကြီးပဲကြည့်လိုက်ပါဦးလမ်းရလာတာအလေပခက်လွဲဖျားလို့ပြောတာဒါမဲ့ကျွန်တော်လမ်းမသိသေးဘူးပြန်ကြည့်အောင်ပဲပုံမှန်သွားမယ်ဘယ်ချိုးလို့ရရဲ့လမ်းဆိုရင်ဘယ်ချိုးပြီးတော့သွားမယ်ဒီရှိမှာတော့ဘယ်ချိုးလို့ရရဲ့လမ်းရှိရလို့ပြောတာပဲချက်ကြည့်ပါဦးချိန်မှာတော့ဘယ်ချိုးရတယ်လမ်းတွေ့ပြီဒီလမ်းနဲ့ဝင်သွားမယ်ဟုတ်တယ်ထင်တာပဲတဲတော့မလူတော့ပါမလေတဲမလူတော့ပါဆိုတော့ဟာလမ်းနဲ့ခွာလောက်ပြန်ပြီပြန်ကြည့်အောင်ဗျာအမတ်ကိုဘယ်ရောက်လို့ဘယ်ပေါက်မှမသိတော့မက်ကြည့်လိုက်တာဘယ်ချိုးတွေတော့တွေ့တယ်ဘယ်ပဲချိုးရတော့မယ် let's go ဒီမှာပထမဆုံးဘယ်ချိုးပါမယ်ဟာငါပဲ
ဟာယောရေးလမ်းနေမားတာများမလီတခုတည်းမဟုတ်ဘယ်ရောက်လို့ရောက်မှန်းတော့မသိဘူးညာချိုးလို့တော့ပြောလိုက်တာပဲဟာစိတ်နေတာလမ်းရောက်လာပဲဒါမဲ့လေဘယ်ရောက်နေလဲအချက်ကြည့်လာကျွန်တော်လည်းမသိဘူးနောက်ဆုံးပြီဖေရကိုရောက်လာပြီဟိုကတော့အရောက်ဒီမြစ်စီတော့ခက်ပြီနော်โอ้ရောက်တော်လေးလာလိုက်ရဟာရလမ်းနေတယ်မားချက်ပဲတကယ်ပါပဲရှယ်တော့ဖြူလေးကြည့်လိုက်ပါဒါတော့တပုံလေးရိုက်လို့ရတယ်ဒီကတော့ရောက်ရမြစ်ကြီးရှယ်ဒီမှာတော့တော်တော်များတပုံရိုက်တဲ့နေရာပါကဲရောက်ဒီမြစ်ကြီးတော့ခံစားမယ်ရောက်ဒီမြစ်ကြီးအော်ဟယ်လိုကိုမလီစကူနေရာကျွန်တော်ဆက်စားတွေ့ကျွန်တော်ဆက်စားတွေ့တော့ကနေရာကကျွန်တော်သွားချင်တဲ့စကူပန်နေဖွင့်နေနေရနဲ့တူတယ်ဆိုတော့ဖះတော့ရောက်ပြီးပြီအခုကတော့ပြတိုက်သွားပါမယ်ပြတိုက်မသွားသေးဘူးနန်းတွင်းရင်သွားမယ်နန်းတွင်းသွားပြောမှပြတိုက်သွားမယ် let's go ဒီမှာအထွက်လမ်းအဝင်လမ်းဝါဒီညာလေးလည်းလာတာဟာမလေးအများကြီးပဲမလေးသူများကြီးခွဲလိုက်တော့သူလာကြအောင်နီးလေးကွယ်ဟာလာတာကြတော့အဝေးကြီးပဲတကယ်ဘယ်နေရာရောက်လို့ရောက်မှမသိရတခါမှလည်းမရောက်ဘူးပကံရောက်လာတဲ့၅ချိန်ဒီမှာဒီနေရာတခါမှမရောက်ဘူးလိုက်သွားကြအောင်တခုဆိုရင်တော့မောင်းပြေးမယ်ကြည့်လိုက်ပါဒီနေရာရောက်တော့နည်းနည်းလေးဟိုမှတ်မိပြီဒီလမ်းမှတ်မိပြီဆိုတော့အေးဆေးဖြောသွားပြီလမ်းတွင်သွားမယ်လမ်းတွင်သွားဗီဒီယိုရိုက်လို့ရလားမသိဘူးမိုက်တယ်နော်ပကံရောက်သွားခြင်းနဲ့ဆိုအဝတ်စားလေးလဲလို့ရဘုံနေပါရင်လည်းဟလေနောက်ဆုံးတော့နန်းနဲ့ရောက်လာပြီဝင်ကြီးကတထောင်ပဲပေးရတယ်ဆိုတော့ကင်မရာယူလာမယ်ဆိုရင်ကင်မရာကြီး9ပဲကောက်တယ်တော်တန်တာပဲဆိုပဲကျွန်တော်ကကင်မရာကြီးကဖြုတ်ထက်ရအလုံးရှုပ်တာနဲ့တက်တော့တပင်ရအောင်ဒါရင်တော့ကြည့်မယ်မနဲ့ချွတ်ပါလို့တော့မရေးထားဘူးဘိတ်သိက်ဆောင်ဘိတ်သိက်ဆောင်မိုက်ရဟာလမ်း3လမ်းတော့လေရပဲတော့မှာကွာဆရာကြီးဆိုလေရပဲတော့ကြည့်မယ်တော်မိုက်တယ်ဒီမှာတော့ဖနက်ချိုးရမှာဆိုတော့မတက်တော့ဘူးဟိုမှာတော့မင်းကြီးမင်းသားကြီးညီလာခံတဲ့နေရာရှိရတယ်တွေ့ဟောကြည့်အောင်ဟိုကဘယင်ပုံစံရုပ်ထုထားတွေ့ရတေဟာတနာစာ let's go